မင်္ဂလာပါခင်ဗျာအားလုံးပဲကျွန်တော်တို့မြန်မာလူမျိုးတွေကထမင်းကိုအဓိကအစာအာဟာရဖြစ်နေတိုင်းစားတုံးကြပါတယ်နော်ဒါပေမဲ့ထမင်းစားပြီးတိုင်းဘိုက်ကဲတာအိမ်ငိုက်တာဝိတ်တက်လာတာမျိုးနေထိဖူးကြလားဒါဟာကျွန်တော်တို့ထမင်းစားတဲ့ပုံစံလူအပ်ချက်ရှိနေလို့ပါပဲဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျန်းမာရေးနဲ့လည်းညီညွတ်ဝိတ်လည်းမတက်စေမဲ့စနစ်တကျထမင်းစားနည်းကိုမျှဝေပေးတော့မှာပါကဲပထမဆုံးအနေနဲ့ထမင်းဘန်ကန်ကိုဘယ်လိုပြင်ဆင်မလဲကြည့်လိုက်ရအောင်ဘန်ကန်တစ်ခုမှာထမင်းကြီးပဲအများကြီးမထည့်လိုက်ပါနဲ့ဘန်ကန်ရဲ့တဝက်ဆိုလိုတာက90ရာခိုင်နှုန်းကိုအမြင်တက်ပါတဲ့ဟင်းတီဟင်းရွက်ဒီတိုးစာတွေနဲ့နေရပေးပါကြံတဲ့တဝက်မှာတချို့ကိုအသားဓာတ်ပရိုတင်းနဲ့ကြံတဲ့အနှဲငယ်ကိုပဲထမင်းကာဘိုဟိုက်ဒရိတ်ထည့်တင်ပါတယ်ဒါမှအာဟာရမျှတမှာပါနော်နောက်ပြီးစားတဲ့အစီအစဉ်ကလည်းအရေးကြီးပါတယ်လူအများစုကထမင်းနဲ့ဟင်းကိုရောနေဒီစားကြပေမဲ့ကျန်းမာရေးရအကောင်းဆုံးနည်းကတော့နံပါတ်1အမြင်တက်ပါတဲ့အရွက်တွေကိုအရင်စားပါဒါကသွေးတွင်းတကြားတဲ့ရုတ်တရက်တက်မလာအောင်ထင်းပေးပါတယ်ခင်ဗျပြီးရင်အသားငါးတွေကိုစားပါနောက်ဆုံးမှထမင်းကိုစားပါဒီနီးလန်းကအစီကျစေပြီးအစာအင်ကိုလည်းတက်တောင့်တက်တာထိစေပါတယ်ဗျနောက်တစ်ချက်ကတော့အရေးကြီးတဲ့ဝါးစားခြင်းပါပဲထမင်းတစ်လုတ်ကိုအနည်းဆုံးအကျဉ်း20ကနေ30လောက်ကြေညက်အောင်ဝါးစားပေးပါမြန်မြန်စားတာကအစာမကြေထိစေတယ်လို့ဦးနောက်ကဘိုက်ဝမှမသိအိုက်ခင်မှာပိုစားမိစေတယ်လို့ပါပဲနောက်ဆုံးတတိထားရမှာတခုကထမင်းစားနေတော့ရေအများကြီးမတော့ပါနဲ့ဒါကအစာကြေရေ gastric juice တွေကိုပျော့သွားစေလို့အစာမကြေဖြစ်တတ်ပါတယ်စားပြီးနာရီဝက်လောက်နေမှရေမင်းများတောက်တာအကောင်းဆုံးပါပဲကဲဒီနေ့ပြောပြပေးခဲ့တဲ့အချက်တွေကိုပြန်ချုံးလိုက်ရင်အထီးရွက်မင်းများထဲမယ်အစီအစဉ်တကြစားမယ်ကြေညက်အောင်ဝါမယ်ဆိုတာပါပဲဒီနီးနားလေးအတိုင်းနေတိုင်းကျင့်သုံးသွားမယ်ဆိုရင်ကျမ်းမာပြီးပေါ့လျားတွေ့လက်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မှာပါနော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ